ဘာလို့ညီမယောက်ကတော့ဒီနေ့မဲဖောက်ပြတာပြောပါတယ်။ဒါလေးပါမလဲတော့မသိဘူး။အိတ်ကိုအရင်ဖောက်မှဖြစ်ပါရဲ့။ဒါလေးပေါက်လဲတော့မသိဘူးရှင်။ဘယ်ဖောက်လာလဲ။ဒါလေးပေါက်လဲတော့မသိဘူးရှင်။မလေးအဲ့ထားလိုက်တော့ရတယ်။ပါလေပြပါရှင်ပြပါရွှေလက်ပတ်ကျိုးလေးဖြစ်ပါလေလက်ပတ်ကျိုးလေးဖြစ်ပါတယ်ရှင်ဟာဘူးဒီကမမပေါ့မခွာမဲ့တာတိတ်ငါခွာအောင်မေဘမဒီကောင်ကပြင်နောက်ကမြစ်သူခွာလေးဒီမှာတိတ်ကြီးကမနေကန်တာတန်တီဘူးအော်ဒါကြီးဝိုင်းတိတ်ကမနေခွာတယ်ပါလေးပန်းလန်းတီဘူးကဲဒီတကူလေးဖောက်ပြမှာဖြစ်ပါတယ်ပါလေးပန်းလန်းတီရှင်ဒါလည်းဒီလိုလေးပါရှင်လက်ပတ်ကျိုးလေးနဲ့ထူတော့ပေါက်သွားပါပြီကျမတို့ညီမကြီးဆက်နိုင်ကြမှာဖြစ်ပါတယ်တော့ကဲလက်ပတ်ကျိုးလေးပေါက်သွားပါပြီ။ပေါက်ပါဗျာ။ပေါက်ပြီ။ဘာပေါက်မလဲတော့မသိပါဘူး။ဟဲ့ဟမ်မဟုတ်ဘူး။ဟဲ့ပတ်စံ9000တော့ပေါက်သွားပြီဟာပတ်စံ9000လေမလေးဟိုပတ်စံ9000ပေါက်သွားပါပြီရှင်ဘာလို့လဲကွာတက်လိုက်တယ်ကဲနောက်တစ်ထပ်ပါကန်ထပ်ပြမှာဖြစ်ပါတယ်တော့လို့တန်းလက်ပတ်ကျိုးလေးသုံးတွေပေါက်သွားပါပြီမှာဒီကလည်းမယ်ပေါ့ရှင်ဒီဘွားတော့စိန်လေးတွေပေါက်သွားပါပြီစိန်ဘာမှလဲစိန်ကဲကြောက်ဝီလေးကပေါက်သွားပါပြီရှင်တမီးလောက်ရတာကဲဒီမှာဟိုနေ့လက်ပတ်ကျူလေးပေါက်သွားပါပြီနောက်ထပ်လိုက်ကြပါမယ်ရှင်ကဲပါလေးပေါက်လဲမသိဘူးရှင်ကောင်းစီကွင်းလေးပေါက်သွားပါပြီရှင်ကောင်းစီကွင်းလေးငါတော့ပေါက်လဲမသိဘူးရှင်ပါလေးပေါက်လဲမသိပါဘူးရှင်ဒီဒီဟဲလက်ဒီမှာဓာတ်တီတွေလေးပေါက်သွားပြီဗာဒီလေးနောက်ဆုံးပဲကျန်တော့ပါလေရှင်ဗာလေးပေါက်လဲမသိပါဘူးရောက်လေကြောက်လေးပေါက်သွားပါပြီရှင်မဲပေါက်ပြီးသွားပြီဆိုတော့ဗာလေးပေါက်ပြန်ကြည့်ကြမယ်ကဲကြောက်ကလေးကတော့2ခုဖြစ်ပါတယ်ဒီမှာလက်ပတ်ကျိုးလေးက1ခုပါလက်ပတ်ကျိုးလေးက2ခုဖြစ်ပါတယ်ဒီမှာ2ခုပါဒါလေးနဲ့ဆို3ခုပါဒီမှာဒါလေးနဲ့ဆို4ခုပါဒီဓာတ်ဒီတွေလေးက2ခုပါပတ်စံ9000ပေါက်ပါတယ်ရှင်သမီးတို့ရဲ့အကောက်ကလေးကိုအသေးလေးနဲ့ပြီးကွန်မလေးရေးပေးခဲ့ပါဦးဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်